အားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်းမှာမြန်မာနိုင်ငံမှာလည်းငလျင်တွေကခက်ဆစ်ဆိတ်လှုပ်တယ်ပေါ့နော်ကဘာမှာလည်းကဘာရဲ့အလျောက်တခြားနိုင်ငံတွေမှာလည်းသူ့ရဲ့တဘာဝဘေးအန္တရာယ်တွေဒီကတ်တွေပေါ့နော်မတူညီတဲ့နေရာအသီးသီးမှာမတူညီတဲ့လောကဓာတ်ပေါင်းစုံကိုကဘာသားတွေလူသားတွေအားလုံးအခုချိန်ဒီ2025ပေါ့နော်အထူးသဖြင့်ဒီအချိန်မှာလူတိုင်းဟာမတူညီတဲ့လောကဓာတ်တွေအားလုံးကိုကိုယ်စီကိုယ်ငှကိုယ့်ရဲ့အတိုင်းအတာနဲ့ကိုရင်ဆိုင်နေရတဲ့ချိန်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာကြီးကိုယ်တိုင်ကသူ့ရဲ့လောကဓာတ်ကိုရင်ဆိုင်နေရပြီးတော့ကဘာကြီးရဲ့ frequency ဟာလည်းပြောင်းလဲနေတယ်။အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းဟာဒီကဘာပေါ်မှာနေထိုင်တဲ့လူသားတွေကြောင့်အများကြီးအကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ဒီကဘာကြီးတာယာဝါပြောဖို့ဒီကဘာကြီးတာယာနေဖို့ဆိုတာကဒီကဘာကိုစောက်ရှောက်တဲ့တရားတွေတိုးတက်နေမှာကဘာကိုစောက်ရှောက်တဲ့တရားတွေကပြန့်ပွားနေတော့မှဒီကဘာကြီးကစီပင်တာယာဝါပြောပြီးတော့ပျော်ရွှင်နေမှာလေနော်အဲ့တော့ဒီကဘာကိုစောက်ရှောက်တဲ့တရားတွေကတဖြည်းဖြည်းနဲ့ယော့ပါလာတယ်၊နည်းပါလာတယ်အတွက်ကဘာကြီးဟာလည်းကျန်းမာမှုတွေဟာတဖြည်းဖြည်းနဲ့အားနည်းလာတယ်။ဘာကြောင့်ဒီကဘာကြီးကိုစောက်ရှောက်တဲ့တရားတွေကယော့ပါလာရလဲဆိုတော့ဒီကဘာပေါ်မှာရှိတဲ့နေထိုင်တဲ့တတ္တဝါတွေကြောင့်ပဲဒီကဘာကြီးဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာတာဖြစ်တယ်။အထူးသဖြင့်ကဘာပေါ်မှာနေထိုင်တဲ့တတ္တဝါတွေထဲမှာအထူးသဖြင့်လူသားတွေကတော့အရေးအကြီးဆုံးအခန်းကဏ္ဍမှာပါဝင်ပတ်သက်နေပါတယ်။ဒီကဘာကိုစောက်ရှောက်တဲ့တရား၄ပါးအဲ့ဘာတွေလဲဆိုတော့မေတ္တာ၊ကရုဏာ၊မုဒိတာနဲ့ဥပိ္ပခာတရားဒီတရား၄ပါးကိုလောကပါဠိတရားလို့လည်းခေါ်တယ်ပေါ့နော်ကဘာကြီးကိုလောကကိုစောက်ရှောက်တယ်လို့နောက်တစ်မျိုးကတော့ဗြဟ္မစိုရ်တရား၄ပါးလို့လည်းခေါ်တယ်ဒီတရားတွေကဒီကဘာကြီးကျမ်းမာနေဖို့ကဘာကြီးတာယာဝပြောနေဖို့ဒီကဘာကြီးခိုင်ခန့်နေဖို့အတွက်ကိုဒီတရားတွေကစောက်ရှောက်တယ်ဒီတရားတွေကဘယ်ကဖြစ်တည်လဲဆိုတော့ဒီကဘာပေါ်မှာနေထိုင်တဲ့တတ္တဝါတွေအထူးသဖြင့်လူတွေကနေပြီးတော့ဖြစ်တည်ပြန့်ပွားပြီးတော့ဒီကဘာကြီးကိုပြန်ပြီးတော့စောက်ရှောက်တယ်ဆိုတော့ကျမတို့လူသားတွေဆိုတာကဒီကဘာကြီးပေါ်မှာခဏလာနေတဲ့ဧည့်သည်တွေပြီးဒီကဘာကြီးဟာကျမတို့လူသားတိုင်းရဲ့အိမ်ပဲဖြစ်တယ်ကျမတို့ရဲ့ကိုယ်စီကိုယ်ငှကိုယ်ပိုင်မိသားစုဘဝနဲ့အခုလက်ရှိနေနေတဲ့ကိုယ်ပိုင်အိမ်နေဆိုတာကတစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့တကယ်ဒီအိမ်တွေတိဆောက်ထားတဲ့ဒီကဘာမြေကြီးကသာလျှင်ကျမတို့ရဲ့ပင်မအိမ်တကယ်အိမ်အစ်စ်ဖြစ်တယ်အဲ့တော့ဒီအိမ်မှာနေတဲ့လူတွေကိုယ်တိုင်ကမင်္ဂလာရှိအောင်နေမယ်ဒီကဘာပေါ်မှာဒီအိမ်ပေါ်မှာနေတဲ့လူတွေကိုယ်တိုင်ကချစ်ချစ်ခင်ခင်နဲ့စီစီလုံးလုံးနေမယ်မင်္ဂလာစက်တည်ရှိအောင်နေတော့မှဒီအိမ်ကစက်တည်ရှိပြီးတော့စီးပွားတွေလည်းဖြစ်မယ်စက်တည်မင်္ဂလာဖျားတွေကဖြစ်ပေါ်မှာလေနော်အဲ့တော့ဒီအိမ်လို့ခေါ်တဲ့ကျမတို့ကဘာမြေကြီးပေါ်မှာနေထိုင်နေကျမတို့လူသားတွေဖြစ်တဲ့မိသားစုဝင်တွေအချင်းချင်းကဒါမျိုးမေတ္တာတရားတွေခေါင်းပါလာတယ်ကရုဏာတရားတွေလည်းခေါင်းပါလာတယ်မုဒိတာဥပိ္ပခာတရားတွေဟာလူသားတွေအချင်းချင်းမှာနဲပါလာတဲ့အခါမှာကိုခံမှန်းကြည့်လိုက်ပေါ့ဒီအိမ်မှာရှိတဲ့မိသားစုဝင်အချင်းချင်းကမသိမြတ်ဘူးသူတို့ချင်းချင်းဟာလည်းတယောက်နဲ့တယောက်နဲ့ချစ်ခင်မှုတွေမရှိဘူးသူတို့ချင်းချင်းဟာလည်းတယောက်နဲ့တယောက်နဲ့အမြဲတမ်းမနာလိုမုန်းထားတဲ့စိတ်တွေဖြစ်နေတယ်အိတ်တာမြင့်စရိယတွေဖြစ်နေတယ်တယောက်နဲ့တယောက်နဲ့ကရုဏာတရားတွေနဲ့မမျှဝေနိုင်ဘူးဆိုလို့ရှိရင်ဒီမိသားစုကဘလို့လို့စက်တည်ရှိတဲ့မိသားစုဆိုတာဖြစ်တော့မှာလေနော်အဲ့လိုပဲဒီကဘာမြေကြီးလို့ခေါ်တဲ့လူသားတွေရဲ့အိမ်ထဲမှာနေတဲ့လူသားတွေအချင်းချင်းကဒါမျိုးမေတ္တာတရားတွေခေါင်းပါလာတဲ့ခုခေတ်မှာတယောက်နဲ့တယောက်မေတ္တာထားရမှန်းမသိကြတော့ဘူးတယောက်ကတယောက်ထက်တာလို့ရှိရင်မုဒိတာတရားတွေမပွားနိုင်ဘူးသူကငါထက်တာတဲ့ဘယ်လိုမျိုးသူ့ကိုပြန်ပြီးတော့
အောက်ကိုကြအောင်ဆွဲချရမလဲငါဘလို့သူ့ထက်သာအောင်သူ့ကိုဖြတ်နင်းပြီးတော့နင်းလျှောက်ပြီးတော့သူ့ထက်သာအောင်တက်လှမ်းရမလဲဆိုတော့မုဒိတာတရားတွေနေပါလာတယ်ချင်းမေတ္တာတွေနေပါလာတယ်တတဝါတွေပေါ်မှာလည်းမေတ္တာတရားတွေနေပါလာတယ်ကိုနဲ့သဘောမတူဘူးကိုနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်ဘူးဆိုလို့ရှိရင်တဦးတယောက်ရဲ့ဖြစ်တည်မှုကိုက respect ရှိနဲ့ဥပိ္ပခာထားပြီးတော့ရှစ်ဆက်သွားမယ်နေရာကနေပြီးတော့ငါနဲ့မတူငါရန်သူဆိုပြီးတော့ပြိပခါတွေဖြစ်တဲ့အငင်းပွားမှုတွေဖြစ်တဲ့ဥပိ္ပခာတရားတွေနေပါလာတယ်ကိုထက်နေကြတယ်ကိုထက်အားငယ်တဲ့သူတွေကိုလောက်မှအင်အားမရှိတဲ့သူတွေပေါ်မှာကိုကကရုဏာထားပြီးတော့ဘလို့လက်တွဲကူညီရမလဲဘလို့တွဲခေါ်ရမလဲဆိုတာမရှိဘဲနဲ့ကိုအောင်နေကြတဲ့သူကိုဒီထက်အောက်ကိုထက်ရောက်အောင်ဘလို့နင်းချရမလဲဆိုတော့ကရုဏာစိတ်တွေနေပါလာတယ်ကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့စိတ်တွေနေပါလာတာနဲ့အမျှသူကလောကရဲ့သဘောတဘာဝအရာအလုံးဟာဒွန်တွဲနေတာဖြစ်တဲ့အတွက်ဒီဘက်မှာရှိတဲ့ဒီကောင်းတဲ့မင်္ဂလာတရားတွေဖြစ်တဲ့ဒီဗြဟ္မစိုးတရားတွေတဖြည်းဖြည်းနေပါလာတာနဲ့အမျှတစ်ဖက်မှာဘာတွေမြင့်တက်လာလဲဆိုတော့လူသားတွေရဲ့လောဘတွေဒေါသတွေမောဟတွေကမြင့်တက်လာတယ်ဆိုတာကလောကရဲ့ဒီအနှိမ့်မြင့်သဘောအရာကဒါမျိုးတွဲနေတာအဲ့တော့ဒီဘက်မှာလောကရဲ့အကုသိုလ်တရားတွေလောဘတွေဒေါသတွေမောဟတွေမြင့်တက်လာတာအတွက်ဒီကဘာကြီးဟာမကျန်းမာဖြစ်လာတယ်ဒီကဘာကြီးဟာအားနည်းလာတယ်အခုဒီကဘာပေါ်မှာနေထိုင်တဲ့လူသားတွေအကုန်လုံးဒီလောကဓာတ်ကိုလူတိုင်းသူ့တိုင်းတာနဲ့သူလူတိုင်းခံနေရတာလीနော်အဲ့တော့ကျမတို့နေထိုင်တဲ့ကဘာမြေကြီးကျမတို့နေထိုင်တဲ့ကျမတို့ရဲ့အိမ်ဖြစ်တဲ့ဒီကဘာမြေကြီးကိုပြန်ပြီးတော့ကျန်းမာလာအောင်စောင့်ရှောက်ဖို့ကဒီကဘာပေါ်မှာနေထိုင်တဲ့တတဝါတွေအထူးသဖြင့်ဒီအသိဉာဏ်ရှိတဲ့လူသားတွေမှာပဲတာဝန်ရှိတယ်အဲ့တော့ဘလို့နီးနဲ့ကျမတို့တွေဒီကဘာကြီးကိုစောင့်ရှောက်မလဲဒီခုနကမြင့်တက်နေတဲ့လောဘဒေါသမောဟတွေကိုလျှော့ချပြီးတော့ဒီဘက်မှာရှိတဲ့ဗြဟ္မစိုးတရားတွေဖြစ်တဲ့မေတ္တာတရားတွေမုဒိတာကရုဏာဥပိ္ပခာတရားတွေတဖြည်းဖြည်းနဲ့ပြန်ပြီးတော့မြင့်တက်လာအောင်ကျမတို့အသိဉာဏ်ရှိတဲ့လူသားတွေကပဲပြန်လဲပြောင်းလဲယူဖို့တာဝန်ရှိတယ်အဲ့တော့ကျမကဒီနေရာကနေပြီးတော့မျှဝေပေးချင်တာကလူသားတိုင်းဟာအခုချိန်မှာမတူညီတဲ့လောကဓာတ်တွေကိုရင်ဆိုင်နေရတယ်ဆိုတာကျမနားလည်ပါတယ်အဲ့တော့အကုန်လုံးအတိုင်းအတာနဲ့ကိုယ့်ရဲ့ကဘာမြေကြီးပြန်လဲကျန်းမာဖို့ကျမတို့နေထိုင်တဲ့ကျမတို့ရဲ့အိမ်ကြီးပြန်ပြီးတော့စက်တည်မင်္ဂလာတွေရှိလာအောင်ပြန်ပြီးကျန်းမာလာအောင်လုပ်ဖို့တာဝန်ကကျမတို့မှာပဲရှိတယ်အဲ့တော့အခုကြည့်နေတဲ့တဦးတစ်ယောက်ချင်းစီကနေစပြီးတော့ကိုယ့်ရဲ့ဒီအတွင်းတန်တန်ထဲမှာရှိတဲ့ဗြဟ္မစိုးတရားတွေဖြစ်တဲ့မေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေဥပိ္ပခာတရားတွေပြန်ပြီးတော့ကြီးထွားလာအောင်ပြုစုပြိုးထောင်ဖို့ကကျမတို့လူတိုင်းမှာတာဝန်ရှိတယ်ဆိုတာကျမဒီနေရာကနေမျှဝေချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာကျမအဲ့ဒီဗြဟ္မစိုးတရား၄ပါးအကြောင်းကိုကျမအသေးစိတ်ထပ်ပြီးတော့မျှဝေပေးပါမယ်ဆိုတော့တိတ်မကြခင်အတွင်းမှာလည်းမြမနှစ်တစ်ကူသင်္ကြန်ကြာရောက်တော့မှာဖြစ်တဲ့အတွက်အားလုံးအနေရကင်းဘေးရှင်းပြီးတော့မြမနှစ်တစ်ကိုတူတူဖြတ်တန်းနိုင်ပါစေလို့ကျမကဒီကနေဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်